ရောက်လင်ရောက်ချင်းပန်းလောင်ရဲ့ welcome juice ကအားလုံးကိုကြည်လင်လန်းဆန်းသွားစေပါတယ် Cheers ဘာပါရေးလဲစားဆောင်လက်ဖက်ချော်ကြီးโอเคဒီသဘောပေါက်ပြီခုလုံးလက်ဒီမှာနေလာရဲ့ အခုယာယီနေထိုင်တဲ့အဆောင်စီကိုခေါ်ဆောင်သွားပါတယ်ညရောင်တော့မိမိတို့ဆန္ဒရှိတဲ့နေရာတွေကိုရွေးချယ်ပြီးတော့မှအိပ်စက်နိုင်ပါတယ်ဒါကတော့အခုကျွန်တော်တို့အဖွဲ့တွေအားလုံးယာယီနေမဲ့နေရာပဲဖြစ်ပါတယ်မြက်ခင်းနေမှာအိမ်မလားရေစက်မှာအိမ်မလားတက်ကေတဲတွေမှာပဲအိမ်မလားတက်မီစီစဉ်ပေးပါလိမ့်မယ်ဂျူဒရာလေးပေါ်ကိုပျော်ရွှင်စွာဖြတ်တန်းရင်းအရန်ကားပါတဲ့နေရာလေးစီတို့စတင်လို့လက်သက်ကြပါပြီဒီနေရာလေးကတော့ lost တစ်ခုလုံးကိုအပေါ်စီးကနေနေရာပြီးအရန်လှပတဲ့နေရာလေးပဲဖြစ်ပါတယ်မြန်မာမဆောက်တော့တောင်တန်းကြီးရဲ့အလားတောတောင်ကြီးမြေသဘာဝရဲ့စိမ့်လန်းအင်းမြမှုတို့ကြောင့်လာရောက်သူအားလုံးရဲ့စိတ်နှလုံးကိုအေးချမ်းလို့အပြုံးမန်းတွေကိုပြန်လဲလို့ဝင်လန်းစေခဲ့ပါတယ်ခင်ဗျာဒီရင်တော့ကျွန်တော်တို့တွေအားလုံးပျော်ပျော်ပါပါရီဆော့ကြပါပြီခင်ဗျာ Welcome to Bangla လီလော်ရတာလေအရန်ကိုပျော်ရွှင်စရာကောင်းလာပါတယ်ဒါတွေအတွက်အပူအခါချင်းတွေလုံးဝပြီးစရာမလိုပါဘူးခင်ဗျာရီဆော့ပြီးဗိုက်ဆာဆာနဲ့နေ့လည်စာစားကြပါပြီအစုံပလိန်ငကြုံနဲ့ဝက်ပုံးရီချက်သားအာလူစိတ်ဓာတ်ကြောက်ချက်ပြီးရီတို့စရာရောင်းမှုကြောပန်းမုံလာကျဲဦးကြောကတဲ့ချင်းချင်းဟင်းမျိုးစုံပါပဲခင်ဗျာချိုပွဲစိန်တလုံးတည်းရပြီးနဲ့အုံလုံးကြောက်ကြောလဲကျွေးပါသေးတယ်ကဲနေ့လည်စာကိုအားရပါရစားတော့လိုက်ပါဦးမယ်ခင်ဗျာနောက်ထပ်အပိုင်း3မှာပြန်လဲလို့ဆုံးတွေ့ပါဦးမယ်